Sunrise pouring through the window frame. It's like I'm calling your name. Jeans and a t-shirt, just a little worn, but you light up my world like the early dawn. Little things you do, I notice them all. But where you laugh, the way you fall into my arms like you belong. Baby, with you, I'm finally home. You're good, you're beautiful, like a small town sky, unstoppable. Every little moment. Yes, for me too. こんにちは。ဒီနံပါတ်လေးနဲ့အတန်းလေးကိုမိတ်ဆက်ပါအောင်နော် ကျွန်တော်နာမည်အော်တိုမူပါဒါအသက်ကြတော့F5 F4 တက် ဟုတ်ဒီပေါ်တော့ခင်လို့ရှိတဲ့မြန်မာမှာခိုင်းဝတင်တဲ့ပေါ့နော်နှစ်လကာလပြီးသွားရင်တော့မကိုကိုခိုင်းဝစကေတိုးတက်လာတယ်လို့ထင်လားတခြားအကြံပေါ့နော်ဒီလိုပေးချင်တာလေးတွေရောရှိလား ဥတလာတယ်မှာအရင်ကတော့ဒီများတွဲကြတော့နားလေပြန်အဖို့မထွက်တော့ဘူး။ကျတော့အဖို့လည်းထွက်တတ်တာအဲ့လိုမျိုးပေါ့အကျဲကျတော့ပြီးကြတော့မရှိပါဘူးနေတိုင်းအေးတိုင်ရပါပြီ နေတိုင်းအေးတိုင်ရဟိုတခြားပေါ့နော်ဒီခင်လို့ရှိတဲ့မြန်မာပြင်ဆင်တင်ခြင်းတဲ့အချက်လေးရောရှိလား အဲ့လိုတော့မရှိပါဘူးမြတ်ဟုတ် ဒီနောက်ထပ်တက်လာမယ့်ဂျူနီယာလေးတွေရောပါလိမ့်အကြံပေးခြင်းလဲရှင် နေတိုင်းစာလုပ်ဖို့တော့ကြံပေးတာပေါ့ဟုတ်တယ်စဉ်းစားရေးအင်စာပေးရင်တော့တေချာလုပ်ဖို့အဲ့လိုမျိုးပါပဲ ဟုတ်ကျေးဇူးပါရှင်ဟုတ် ဒီကိုနေ့ကျက နာမည်လေးနဲ့အတန်းလေးမဆက်ပေးပါအောင်နော် ခင်းနေယူပါရှင် ဟိုက်တီပေါ့နော်ခင်လို့ရှိတဲ့မြန်မာဟိုသင်တန်းကာလနှစ်လအတွင်းမှာပေါ့နော်ခိုင်းဝါစကေကိုတိုးတက်လာတယ်လို့ထင်လားဘယ်လိုမျိုးလေးခံစားရလဲဆိုတော့ဘာသာရှိတစ်ချက်ပြောပြပေးပါအောင်နော် အဲ့ဒီအစတုန်းကတော့အရန်မပြောရဲဘူးလူရှိမှဆိုနည်းနည်းကြောက်တယ်ပေါ့နော်မပြောရဲဘူးဒါပေမဲ့အခုနောက်ပိုင်းမှာတော့ပြောရဲလာ ဒီခင်လို့ရှိတဲ့မြန်မာဟိုနောက်ထပ်တက်မဲ့ဂျူနီယာလေးတွေကိုကျတော့ပါလိမ့်အကြံပေးခြင်းလဲပေါ့နော် စီနီတွေကတကယ်ကိုရင်းနှီးရှိတဲ့အတွက်ကြောင့်လာခဲ့ပါလို့တခြားဟိုတက်ခဲ့ဘူးတဲ့တင်းတန်းနေနဲ့ကွာပါတယ်လို့တကယ်ချင်းလို့ဆက်ဆံမှုမျိုးနဲ့တကယ်ကိုရင်းနှီးရှိပါတယ်လို့အားကြောင့် ကျွန်တော်ကတော့ N4 N5 တက်မှာတက်နေတဲ့ရဲကိုဝင်းဖြစ်ပါတယ် ဟိုက်တီခင်လို့ရှိတဲ့မြန်မာပေါ့နော်သင်တန်းကာလနှစ်လပြီးမှကိုခိုင်းဝါတိုးတက်လာတယ်လို့ထင်လားပေါ့နော်တခြားခံစားချက်လေးရှင်တော့ဘာသာရှိမျှဝေပေးပါအောင်နော် ကီလိုရှိတာမြန်မာမှာမတက်ခင်တော့မပြောရတာမျိုးတော့ရှိရပေါ့နော်အဲ့ဒါလည်းတကယ်ချင်းတယောက်ကနေပြီးတော့ပြောပြပြီးတဲ့ခါမှဒီကီလိုရှိတာမြန်မာမှာတက်ခဲ့တဲ့ခါကျတော့အခုကိုပို့ပြီးတော့ယုံကြည်မှုရှိလာတယ်ပို့ပြီးတော့ပြောနိုင်လာတယ်လို့ခံစားပါတယ် ခင်လို့ရှိတဲ့မြန်မာပေါ့နော်နောက်ထပ်တက်လာမဲ့ဂျူနီယာလေးတွေရောပါလိမ့်အကြံပေးခြင်းလဲ ဟိုခိုင်းဝါပြောဖို့ကြောက်နေရဆိုရင်ကီလိုရှိတာမြန်မာကိုရောက်လာခဲ့ပါကီလိုရှိတာမြန်မာရောက်ရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ် ဟိုက်ကျေးဇူးပါရှင်